မင်္ဂလာပါတီရှယ်ဝေပါဒီမှာတော့တီရှယ်ကဓာတ်တွေရင်းနီးလေးအကြောင်းကိုပြောပြပြီးမှရေးပြမှာဖြစ်ပါတယ်ဒီမြန်မာရဲ့ခရလေးရဲ့နာမည်ကဓာတ်တွေပါအတန်တွက်လေးကဓာတ်ပါโอเคနာမည်နဲ့အတန်ထွက်လေးတည်ပြီးဆိုရင်ထုံးစံအတိုင်းပဲဓာတ်တွေလေးနဲ့စတဲ့မြန်မာစကားလုံးလေးကိုနည်းနည်းစဉ်းစားကြည့်ရအောင်ခန္ဓာကိုယ်အစိတ်ပိုင်းမှာပဲဓာတ်တွေနဲ့စတဲ့အစိတ်ပိုင်းလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒူးပါโอเคနောက်တစ်ခုကတော့စူးရွှန်လေးတွေပါတယ်အတီးတစ်မျိုးပါဘာတီးလေးဖြစ်မလဲโอเคအားလုံးသိမိကြမယ်ဒူးရင်ဒီပါပြီးတော့နောက်တစ်ခုကအကောင်ထဲမှာပါသူ့ရဲ့အမီလေးတွေဖြန့်လိုက်ရမ်းကိုမလှပါတယ်ဘာကောင်လေးဖြစ်မလဲโอเคဒေါင်းပါဓာတ်တွေလေးနဲ့စားတဲ့မြန်မာစကားလုံးလေးလည်းတည်ပြီဆိုရင်တော့ဒီချေရေးပြထားတဲ့ဓာတ်တွေရင်းနှီးလေးကိုကြည့်ကြရအောင်ဓာတ်တွေကအင်္ဂလိပ်အခရာ3နဲ့ရင်းနှီးဆင်ပါတယ်ဓာတ်တွေလေးရေးတော့မယ်ဆိုရင်အပြာရောင်အပေါ်မြင်းကနေပြီးတော့မှအလယ်နားလေးကိုတစ်ချက်ပြီးတော့အောက်မြင်းအထီကိုတစ်ချက်ဆွဲပြရမှာပဲဒါဆိုရင်တော့ဓာတ်တွေရင်းနှီးလေးရပါပြီ